ကြားနေတယ် ဘုရားခဏပတ်ကြည့် ဟုတ်လားအဲ ကောင်းပါတော့ ဟမ်ဗီဒီယိုတစ်ပတ်နဲ့ရိုက်လာဒီကောင်းရငလင်းတောင်ခန္ဓာတော့အောင်ကောင်းနော်လားကုန်းပေါ်မှာလေကုန်းမြင့်ပေါ်မှာအဲမြေသားမခံရင်လည်းဘာလုပ်လို့မရဟုတ်လားစကိုင်းဘယ်လာတော့ဘာတော့အဲအောက်ကမြေသားမခံတာဟုတ်လား